ချစ်သူတက်တန်နုနုပရန်နဲ့စွန်တို့ဇနီးမောင်နှံဟာတဘာဝတရားကြီးရဲ့အလယ်မှာရှိတဲ့အိမ်လေးတစ်လုံးစီကိုပြောင်းရွှေ့လာပြီးပြားရီဆန်းကာလလိုချုံမိန်နဲ့အချစ်ဘဝလေးကိုပိုင်ဆိုင်ခဲ့ကြပါတယ်မကြခင်မှာပဲပရန်ဟာကိုဝင်အရင်အမာကိုလွယ်ထားရပါတယ်မနက်တိုင်းပရန်ဟာခင်မွန်းဖြစ်သူစွန်အတွက်အစားအသောက်တွေပြင်ဆင်ပေးလေရှိပြီးသူတို့နှစ်ဦးသားဟာအတူတကွပျော်ရွှင်စွာမနက်စာစားတော့ကြပါတယ်ပြီးတဲ့နောက်စွန်ကခြံထဲကိုအလုပ်လုပ်ဖို့ထွက်သွားပြီးပရန်ကတော့အိမ်မှာပဲအိမ်မှုကိစ္စတွေကိုလုပ်ကင်ရင်ကိုဝန်ကိုဂရုစိုက်နေခဲ့ပါတယ်ဒီလိုချုံမိန်နဲ့အချစ်ဘဝရဲ့နောက်ွယ်မှာပရန်ဟာခင်မွန်းဖြစ်သူစီကနေလျှို့ဝှက်ချက်တစ်ခုကိုဖုံးကွယ်ထားခဲ့ရပါတယ်ညနေတိုင်းစွန်အလုပ်ကပြန်လာတဲ့အခါပရန်ဟာညစာကိုအစင်သင့်ပြင်ထားလေရှိပါတယ်အဲ့ဒီလိုညစာချက်ပြုတ်တဲ့အခါတိုင်းဆေးဘက်ဝင်အပင်တစ်မျိုးကိုဟင်းချိုထဲမှာခိုးထည့်လေရှိပါတယ်ပြန်လာပြီလားအချစ်ငါမိမချက်ထားတဲ့ဟင်းအနံ့ကဝေးကွာတဲ့နေရာအထိမှုေးနေတာပဲစွန်ကရဲမွန်းရင်းပြောပါတယ်ပြန်လာပြီလားကိုဒီနေ့ငချင်းချင်းချက်ထားတယ်မြန်မြန်ရီချိုးပြီးထမင်းစားရအောင်နော်ပရန်ကပြန်ပြောပါတယ်ညစာစားပြီးတဲ့နောက်မှာတော့လင်မယားနှစ်ယောက်ဟာပျော်ပျော်ရွှင်ရွှင်နဲ့စကားပြောရင်းအိပ်ယာဝင်လေးရှိပါတယ်ပရန်ထည့်ထားတဲ့ဆေးဘက်ဝင်အပင်ရဲ့အစွမ်းကြောင့်စွန်ဟာမကြခင်မှာပဲအိမ်မောကျသွားလေးရှိပါတယ်အဲ့ဒီအခါမှာပရန်ရဲ့လှုပ်ဝက်ချက်ဟာပေါ်ထွက်လာပါတယ်တကယ်တော့ပရန်ဟာဖီဆူလို့ခေါ်တဲ့တရေတစ်မျိုးဖြစ်နေခဲ့တာပါမြောက်ပိုင်းဒေသယုံကြည်မှုအရဖီဆူဟာတာမန်လူတွေရဲ့ခန္ဓာကိုယ်ထဲမှာပုံအောင်နေပြီးအကယ်၍တစုံတစ်ယောက်ကဒီလှုပ်ဝက်ချက်ကိုတိသွားရင်ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ဆိုးဝါးတဲ့ဝိညာဉ်ဟာထွက်ခွာသွားပြီးခန္ဓာကိုယ်ပိုင်ရှင်ကိုတေဆုံးစေမှာဖြစ်ပါတယ်ပရန်ဟာခင်မွန်းဖြစ်သူနဲ့အတူတကွနေထိုင်နေတာကြောင့်ဒီလှုပ်ဝက်ချက်ကိုဖုံးကွယ်ထားခဲ့ရပါတယ်ခင်မွန်းအိမ်မောကြတဲ့အခါသူမရဲ့ဥကောင်းခွန်တဲ့ဦးရီဟာခန္ဓာကိုယ်ကနေကွဲထွက်ပြီးအစာရှာဖို့လေထဲမှာပြန်ဝဲသွားလိမ့်ရှိပါတယ်တရက်မှာတော့အစိုးရကနေရွာထဲကလူငယ်အမျိုးသားတိုင်းစစ်မှုထမ်းဖို့အရေးပေါ်ခေါ်ယူလိုက်တဲ့အတွက်စွန်ဟာချက်ချင်းဆိုသလိုစစ်ပွဲစီကိုထွက်ခွာသွားခဲ့ရပါတယ်ပရန်ဟာအိမ်မှာတယောက်တည်းကြံရစ်ခဲ့ပြီးသူမရဲ့ဝမ်းပိုက်ဟာလည်းတနေ့ထက်တနေ့ပိုမိုကြီးထွားလာခဲ့ပါတယ်အိမ်နီးချင်းဖြစ်သူအဖွားဆန်းဟာပရန်ကိုစိတ်ပူပြီးကိုဝန်ဆောင်ကျမ်းမာရေးအတွက်ဆေးဘက်ဝင်အပင်တွေကိုယူလာပေးခဲ့ပါတယ်ပရန်လေးရေဒီဆေးမြစ်တွေတောက်လိုက်အောင်မကြခင်မီးဖွားတော့မှာဆိုတော့အဖွားလာပြီးစောင့်ရှောက်ပေးရမလားအဖွားဆန်းကပြောပါတယ်ရောက်ရတဲ့အဖွားဆန်းအဖွားကိုအလုံးမရှုပ်စေချင်ပါဘူးတကယ်လို့အခြေအနေသာမကောင်းရင်တမီအဖွားစီကိုလာခဲ့ပါမယ်ပရန်ကပြန်ပြောခဲ့ပါတယ်စကားတွေပြောပြီးမကြခင်ညနေဆောင်တော့အဖွားဆန်းလည်းအိမ်ကိုပြန်သွားခဲ့ပါတယ်ညဘက်ရောက်တဲ့အခါပရန်ဟာဘိုက်အရန်အောင်ပြီးမိဖွားတော့မဲ့လက္ခဏာတွေပြလာပါတယ်သူမဟာအထီးကျန်စွာနဲ့အားယူပြီးတယောက်တည်းကလေးကိုမွေးဖွားခဲ့ရပါတယ်ကလေးမွေးဖွားချိန်မှာပဲသူမရဲ့ဦးခေါင်းဟာလေပင်ကနေကွဲထွက်သွားပြီးတော့အနီရောင်အလင်းတန်းလေးနဲ့အတူလေထဲကိုပြန်ဝဲသွားခဲ့ပါတယ်နောက်တနေ့မနက်မှာပရန်ကိုလာကြည့်တဲ့အဖွားဆန်းကပရန်ကလေးကိုအောင်အောင်မြင်မြင်နဲ့မွေးဖွားပြီးကလေးငယ်ဟာလည်းကျမ်းမာတန်ဆွမ်းနေတာကိုတွေ့တော့အရန်ကိုဝမ်းသာသွားခဲ့ပါတယ်အဖွားဆန်းဟာကလေးကိုအဖိုးအဖွားရဲ့ယေဒနာတပါးလိုမျက်နှာပြီးချစ်ခင်နေခဲ့ပါတယ်ပရန်ကလည်းခင်မွန်းဖြစ်သူစွန်စီကိုကလေးမွေးပြီးဖြစ်ကြောင်းစာရေးပြီးပို့ခဲ့ပါတယ်ကလေးမွေးပြီးတဲ့နောက်မှာပရန်ရဲ့ဘဝဟာပြောင်းလဲသွားခဲ့ပါတယ်ညဘက်ဖီစုအဖြစ်နဲ့အစာရှာထွက်ရပေမဲ့ကလေးငယ်ကိုတယောက်တည်းထားခဲ့ရမှာစိုးရိမ်တဲ့မိခင်မြတ်တာကြောင့်တိတ်ဝေးတဲ့နေရာအထိမသွားနိုင်တော့ပဲအနီးအနားမှာပဲအစာရှာရလိမ့်ရှိပါတယ်နေ့ဘက်မှာတော့တာမန်လူတယောက်လိုသားလေးကိုဂယုစိုက်ဆောက်ရှောက်ခဲ့ပါတယ်တခါတလေအဖွားဆန်းကလည်းလာရောက်ကူညီပြီးကလေးကိုကြည့်ရှုပေးလေရှိပါတယ်ပရန်ဟာတယောက်တည်းသားလေးကိုပြုစုစောင့်ရှောက်နေရပေမဲ့သားလေးရဲ့မျက်နှာကိုကြည့်လိုက်တိုင်းပျော်ရွှင်နေခဲ့ပါတယ်ခင်မွန်းဖြစ်သူပြန်လာပြီးမိသားစုပြန်လဲစုံစည်းမဲ့နေ့ကိုနေ့ရက်တိုင်းမျှော်လင့်နေခဲ့ပါတယ်ဒါပေမဲ့လာပေါင်းများစွာကြာလာတဲ့တိုင်အောင်စွန်စီကစာအဖြေဟာရောက်မလာခဲ့ပါဘူးလာပြညရဲ့ညဘက်တစ်ခုမှာပရန်ရဲ့ကလေးဟာငိုယိုပြီးမအိပ်ပဲဖြစ်နေခဲ့ပါတယ်သားလေးကိုစိတ်ပူနေတဲ့ပရန်ဟာကလေးကိုဝါချင်းတောင်းနဲ့ထည့်ပြီးတော့အပြင်ကိုခေါ်သွားခဲ့ပါတယ်ဖီစုအဖြစ်နဲ့အစာရှာဖို့အချိန်ရောက်လာတဲ့အခါပရန်ဟာဦးကောင်းကိုခန္ဓာကိုယ်ကနေဖြုတ်ထုတ်ပြီးဝါချင်းတောင်းကိုဦးနဲ့ချိတ်ပြီးလေကွင်းထဲကကောက်ရိုးဖုံဘေးမှာချထားခဲ့ပါတယ်ပရန်ဟာအနီးအနားကဖားပဒတ်တွေကိုရှာဖွေစားတောက်ရင်းနဲ့အစာကိုအာယုံစိုက်နေတဲ့အတွက်သားလေးကိုမျက်ခြေပြတ်သွားခဲ့ပါတယ်ဖားတစ်ကောင်ကိုဖမ်းဖို့ကြိုးစားနေတော့ကလေးငိုတန်ကိုကြားလိုက်ရပြီးအမြန်ဆုံးပြန်ဝဲပြန်လာခဲ့ပါတယ်ပြန်ရောက်တဲ့အခါသားလေးဟာကောက်ရိုးပုံကချင်းတောင်ကြီးပြုတ်ကျပြီးအုပ်မိနေတာကိုတွေ့လိုက်ရပါတယ်သားလေးရဲ့ငိုတန်ဟာအသက်ထွက်တော့မတက်ကျေလောင်နေပြီးပရန်ဟာစိုးရင်ပူပန်မှုတွေနဲ့အတူသားလေးကိုကယ်တင်ဖို့ကြိုးစားပေမဲ့မတက်နိုင်ခဲ့ပါဘူးဘာလို့လဲဆိုတော့သူမမှာဦးကောင်းနဲ့ဦးတွေပဲရှိနေပြီးတော့လက်မရှိတဲ့အတွက်ချင်းတောင်ကိုမယုံနိုင်ခဲ့ပါဘူးခန္ဓာကိုယ်ထဲပြန်ဝင်ပြီးပြေးလာရင်လည်းကလေးငယ်ကအသက်ပြောက်သွားမှတေးကြနေပါတယ်ပရန်ဟာအကူအညီတောင်းခံမှုအတွက်အနီးအနားမှာစပားရိတ်နေတဲ့ရွာသားတွေစီကိုပြန်ဝဲသွားခဲ့ပါတယ်ဖီဆုဆိုတာကိုရွာသားတွေတိသွားရင်သူမတေးရမယ်ဆိုတာကိုသိပေမဲ့
တားလေးကိုကယ်တင်နိုင်မှုအတွက်အသက်ကိုစတေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဟိုမှာဘာအလင်းတန်းလဲရွာသားတယောက်ကမေးလိုက်ပြီးဖီစုလို့အော်ဟစ်ခါဖီစုရဲ့အလင်းတန်းနီးလာတာကိုမြင်တော့ရွာသားတွေဟာအလန့်တကြားနဲ့ထွက်ပြေးကုန်ကြပါတယ်။အဲ့ဒီအချိန်မှာအဖွားဆန်းတယောက်ထဲကသာဖီစုရဲ့ငိုကြွေးတံကြားပြီးကြောက်ရွံ့ခြင်းမရှိဘဲစောင့်ကြည့်နေခဲ့ပါတယ်။ဖီစုဟာနီနီနာနာပြန်ဝဲလာတဲ့အခါအဖွားဆန်းဟာပရန်မှန်တီးသွားခဲ့ပါတယ်။ပရန်လေးဘာဖြစ်တာလဲနင်ကဖီစုဖြစ်နေတာလားအဖွားဆန်းကအံ့ဩတုန်လှုပ်စွာမေးလိုက်ပါတယ်။အဖွားဆန်းသမီးကိုကယ်ပါဦးဖီစုဖြစ်နေတဲ့ပရန်ကငိုယိုပြီးအကူအညီတောင်းခံခဲ့ပါတယ်။ပြီးတော့တားလေးရှိတဲ့နေရာကိုလမ်းပြခဲ့ပါတယ်။အဖွားဆန်းဟာဖီစုရဲ့နောက်ကိုအမြန်လိုက်သွားပြီးကလေးငိုတံကိုကြားတဲ့နေရာကိုရောက်တဲ့အခါချင်းနှောင်းကိုဖယ်ရှားလိုက်ပြီးကလေးငယ်ကိုချီပွေလိုက်ပါတယ်။ကလေးငိုတံဟာငြိမ်သက်သွားပါတယ်။အဖွားဆန်းတားလေးကိုအဖွားပဲစောက်ရှောက်ပေးပါနော်။ဒီဘဝမှာတော့သမီးခင်ပွန်းနဲ့တားလေးနဲ့ဆုံဆုံလင်းလင်းနေခွင့်ရှိတော့မှာမဟုတ်ဘူးထင်တယ်။ပရန်ကစိတ်မကောင်းစွာပြောလိုက်ပါတယ်။ပရန်လေးရဲ့နေအရန်တော်ပါတယ်။တယောက်တည်းသားလေးကိုဒီလောက်အထိပြုစုပြိုးထောင်လာခဲ့တာစိတ်မပူနဲ့တော့သားလေးကိုအဖွားကောင်းကောင်းစောင့်ရှောက်ပေးပါမယ်။အဖွားဆန်းကဂတိပေးလိုက်တဲ့အခါဖီစုပရန်ဟာဝမ်းနဲ့စွာငိုကြွေးပြီးတောထဲကိုပြန်ဝဲပြောက်ကွယ်သွားခဲ့ပါတယ်။နောက်တနေ့မနက်မှာအဖွားဆန်းကရွာလူကြီးကိုခေါ်ပြီးပရန်ရဲ့အိမ်ကိုသွားရောက်ကြည့်ရှုတဲ့အခါပရန်ရဲ့ဝိညာဉ်မဲ့ခန္ဓာကိုယ်ကိုအိမ်ပေါ်မှာတွေ့လိုက်ရပါတယ်။ရွာဒေသခံတွေရဲ့ယုံကြည်မှုအရာဖီစုဟာအဖမ်းမခံရတဲ့အခါခန္ဓာကိုယ်ကိုဆွန့်ခွာသွားပြီးတေဆုံးလေရှိပါတယ်။အဖွားဆန်းဟာဒီအကြောင်းတွေကိုသိပေမဲ့ပရန်ရဲ့လှုပ်ဝက်ချက်ကိုဘသူ့ကိုမှမပြောဘဲတင်းစီထားခဲ့ပါတယ်။အဖွားဆန်းကရွာလူကြီးကိုပရန်ရဲ့သားလေးကိုသူမကိုယ်တိုင်မြည်အရင်လို့သဘောထားပြီးစောင့်ရှောက်သွားမယ်လို့ဂတိပေးခဲ့ပါတယ်။အဖွားဆန်းဟာဂတိအတိုင်းကလေးငယ်ကိုကောင်းမွန်စွာပြုစုစောင့်ရှောက်ခဲ့ပါတယ်။ဒီလိုနဲ့မိခင်အရင်ဖေစုဇက်လန်လေးပြီးဆုံးသွားပါပြီ။